အာဆင်နယ်အသင်းဟာဒီနေ့ညမှာချန်ပီယံလိပွဲစဉ်၃ဖြင့်စပိန်ကလပ်အက်တလတီကိုမက်ဒရစ်အသင်းကိုအိမ်ကွင်းမှာအခန့်ကစားသွားရမှာဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုသမိုင်းတစ်လျှောက်မှာအာဆင်နယ်အသင်းဟာအေတီကိုအသင်းကိုတစ်ကြိမ်တစ်ခါမှအနိုင်ရရှိထားတာမရှိပါဘူး။ပြောရမယ်ဆိုရင်အာဆင်နယ်အသင်းနဲ့အက်တလတီကိုမက်ဒရစ်အသင်းတို့ဟာ2018ခုနှစ်တုန်းကယူရိုပါလိမှာတွေ့ဆုံခဲ့ပြီးတော့အဲတုန်းကအာဆင်နယ်အသင်းအိမ်ကွင်းမှာတပတ်တကူးစီတေကြားခဲ့ပြီးတော့အက်တလတီကိုမက်ဒရစ်အသင်းအိမ်ကွင်းမှာတော့ဒီအာဆင်နယ်အသင်းက1-0နဲ့ရှုံးနေကြတာဖြစ်ပါတယ်။ဒီနှစ်သင်းဟာပြီးခဲ့တဲ့2018မှာပဲကစားခဲ့တဲ့ချန်ပီယံကပ်ပြိုင်ပွဲတုန်းကလည်းအတီကိုအသင်းကအာဆင်နယ်အသင်းကိုပယ်နတီအဆုံးဖြတ်နဲ့အနိုင်ယူခဲ့တဲ့မှတ်တမ်းကောင်းတွေရှိပါတယ်။ပြောမယ်ဆိုရင်အာဆင်နယ်အသင်းအနေနဲ့အတီကိုအသင်းကိုသမိုင်းတစ်လျှောက်တစ်ချိန်တစ်ခါမှအနိုင်ရရှိခဲ့ခြင်းမရှိဘူးလို့ပြောရမှာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာနှစ်သင်းစလုံးဟာပုံစံကောင်းတွေပြသနေအာဆင်နယ်အသင်းကနောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ၅ပွဲမှာရှုံးပွဲမရှိထားလို့တစ်ဖက်ကအီတီကိုအသင်းကလည်းပြိုင်ပွဲစုံနောက်ဆုံး၅ပွဲဆက်မှာရှုံးပွဲမရှိထားဘဲနဲ့Real Madrid အသင်းကိုတော့မှ9ဂိုးပြတ်နိုင်ရရှိထားတာဖြစ်ပါတယ်။ချန်ပီယံလိ record ကိုပြန်ကြည့်မယ်ဆိုရင်ဒီကိုအသင်းကတော့ဒီနှစ်ပွဲကစားပြီးမှတပွဲနိုင်တပွဲရှုံးဒါကြောင့်မှ3မှတ်နဲ့အမှတ်ပေးစရာအဆင့်တစ်ဆင့်မှာရပ်တည်နေပြီးတော့အာဆင်နယ်အသင်းကတော့နှစ်ပွဲကစားနှစ်ပွဲနိုင်သွင်းဂိုး၄ဂိုးပေးဂိုးမရှိရမှတ်6မှတ်နဲ့အမှတ်ပေးစရာအဆင့်9နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။အာဒီတာအနေနဲ့သူ့ရဲ့အာဆင်နယ်နီးပြတက်တန်းတစ်လျှောက်မှာပထမအောင်ဆုံးအီတီကိုအသင်းနဲ့စတင်ရင်ဆိုင်သွားမှာဖြစ်ပါတယ်။အာဒီတာအနေနဲ့ပြီးခဲ့တဲ့ရာသီတုန်းကတော့အီတီကိုအသင်းရဲ့မြို့ကန်ပြိုင်ပွဲ Real Madrid အသင်းကိုနိုင်ယူခဲ့ပြီးတော့ချန်ပီယံလိရဲ့ semi final အဆင့်ကိုတက်ရောက်ဖို့တဲ့မှတ်တမ်းရှိတယ်။ Real Madrid ကိုအနိုင်ယူခဲ့တယ်လို့မျိုးဒီဟာဒီမှာ Real Madrid ကိုအနိုင်ယူထားတဲ့ Atletico Madrid အသင်းကိုအနိုင်ယူပြပြီးတော့အာဆင်နယ်အသင်းရဲ့သမိုင်းတစ်လျှောက်ပထမဆုံး AT ကိုအသင်းကိုအနိုင်ရရှိတဲ့မှတ်တမ်းကိုအာဒီတာတယောက်စွမ်းဆောင်ပြသွားနိုင်မလားဆိုတာကျွန်တော်တို့ဒီနေ့ညမှာဆက်ဆောက်ကြည့်ရမှာဖြစ်ပါတယ်။ Export ကနေတင်ဆက်ပေးနေပါတယ်ကျွန်တော်ကတော့အောင်ခန့်ပါ